သူဆိုင်မှာညမ်းစင်ဖို့အတွက်ကိုဘာလို့ဒါအစင်းနဲ့ရှိသွားကြကစီမရှိဘူးဟိုစာဖတ်လို့ထွေးတယ်ရေးပေါက်ဝက်လိုက်လို့ဟဲ့ဘယ်ကျိုးကိုပြောရလဲပြီးလားလို့ညမ်းစင်မဲ့ကျိုးကိုပြောအဲ့ဒါလည်းအားတော့ဒီမှာဝါတော့ဟောက်ဘူးတော့ဟဲ့ခဏဆောင်ဒီအဆက်တွေအောက်ကခံထားလားဘာခံထားလဲ ကျွန်တော်စကုတ်ကအောလာက်ကဒိုးပေါ်မြင်နေရတယ်ဟဲ့စော်လို့ကြပဲ